ယူဆရမယ့်ကိစ္စတွေထဲမှာဘာတွေပါတယ်လဲလို့ပြောရင်နံပါတ်1ကတော့သဘာဝဘေးတွေရှိနေသေးတယ်နော်သဘာဝဘေးတွေရှိနေသေးတယ်ဘေးရင်အရပြောရရင်တော့ဒီအောက်တိုဘာလပထမ10ရက်အတွင်းမှာနော်တောင်တရုတ်ပင်လယ်နဲ့ဆက်ဆက်နေတဲ့ဒေသတွေမှာမုန်တိုင်းကြီးတွေဖြစ်ပေါ်လာနိုင်တယ်ဒါတောင်အောက်တိုဘာလပထမ10ရက်အတွင်းမှာဖြစ်နိုင်တယ်ပေါ့နော်တောင်တရုတ်ပင်လယ်နဲ့ဆက်ဆက်နေတဲ့ဒေသတွေမှာမုန်တိုင်းကြီးတွေဖြစ်နိုင်တယ်အဲ့လိုပဲနော်ဖိလစ်ပိုင်တရုတ်ဗီယက်နမ်အိန္ဒိယမြန်မာထိုင်းစတဲ့နော်နိုင်ငံတွေမှာလည်းမုန်တိုင်းလေးတွေရှိနိုင်တယ်ဒါအပြင်ကျမတို့အမေရိကတိုက်နဲ့ဩစတြေးလျတိုက်မှာလည်းနော်သဘာဝဘေးတွေကြုံနိုင်တာတွေရှိပါတယ်နော်အဲ့တော့ဒါတွေကိုကျမတို့နော်ကပ်ဘေးတွေပဲဒါတွေကပေါ့နော်အဲ့ဒါတွေကိုကျမတို့လွတ်မြောက်နိုင်ဖို့အတွက်အထူးရည်ရည်တွေလည်းပြီးခဲ့တဲ့လတုန်းကတော့ပေးခဲ့ပြီးပြီဒါပေမဲ့ဒီအောက်တိုဘာလအတွက်ကိုလည်းအထူးရည်ရည်ကိုကျမပေးပါမယ်မပေးခင်မှာကျမတခုပြောချင်တာအောက်တိုဘာလ3ရက်နေ့ပေါ့နော်အောက်တိုဘာလ3ရက်နေ့ကကျမတို့ဒနာသိတိနဲ့ဆန်းရှင်တဲ့နေ့နော်အောက်တိုဘာလ3ရက်နေ့ကကျမတို့တောက်ကြနေကြတယ်ဒနာသိတိနဲ့ဆန်းရှင်တဲ့နေ့ဖြစ်တဲ့အတွက်အဲ့ဒီနေ့မှာတော့ကျမတို့ဒီပြောမယ်ဆိုလို့ရှိရင်တော့နော်ငွေကြေးစီးပွားတိုးတက်စေဖို့အတွက်ရရအစီရင်လှုပ်လို့ကောင်းတဲ့နေ့လို့ဆိုရမှာပါနော်ဟုတ်ပြီအဲ့ဒီနေ့မှာကျမတို့ဘာတွေလုပ်မလဲဆိုတာဘာတွေလုပ်သင့်တယ်လဲဆိုတာကိုကျမအနေနဲ့အရင်ဆုံးပြောပြပါရစေမှတ်ထားပေးပါတောက်ကြနေ့အောက်တိုဘာလ3မှာ9ရက်သားသမီးတွေအောက်တိုဘာလအတွင်းမှာနော်ကံပွင့်စီဖို့နဲ့တချို့မကောင်းတဲ့အကုသိုလ်ကံတွေကိုနောက်ကိုမလိုက်စေဖို့အတွက်နော်လောက်ရမယ်ရေဒီယာလေးကိုထပ်ပြီးတော့ပေးချင်ပါတယ်ဒါကလည်းကျမပေးနေကြပါပဲเนาะဒီဂုံတော်ဖះဂုံတော်ပွားတယ်ပေါ့เนาะပြီးရင်မေတ္တာဘာဝနာပွားတယ်ပေါ့เนาะပြီးရင်တော့ကိုယ့်ရဲ့မရဏနုတတိပေါ့เนาะဒါမရဏနုတတိเนาะဒီကိုယ့်ရဲ့ပြောမယ်ဆိုလို့ရှင်เนาะသိခြင်းတရားကိုမမေ့မလျှော့เนาะအိုခြင်းနာခြင်းသိခြင်းဒါတွေကိုမမေ့မလျှော့ပဲねကျမတို့ကသတိလေးနဲ့နေတယ်ပေါ့နော်ဒါတွေကတော့ကျမတို့ပုံမှန်တိုင်းလောက်ကြလိမ့်မယ်လို့ကျမယူဆပါတယ်ပြီးခဲ့တဲ့အပတ်ကလည်းကျမပြောတယ်နော်ဒီဘာဝနာတရားလေးနဲ့နေမယ်ဒီကာလကနော်ဒါနတစ်ခုတည်းတွေမလုံလောက်ဘူးဒါနသီလဘာဝနာအလုံးပွားဖို့အတွက်လိုအပ်တယ်လို့ကျမပြောရပေါ့နော်အခုဒီနေ့ကျမပြောချင်တာကဘာကိုပေးချင်တယ်လဲဒီနေ့ကကျမဘာကိုလုပ်စီချင်တယ်လဲဆိုတော့ကျမကဒီနေ့ပဋ္ဌာန်းပေါ့နော်တချို့ဒေသတွေမှာပဋ္ဌာန်းပူဇော်လို့မရတဲ့နေရာတွေမှာတော့ဘာပူဇော်ရမလဲဆိုရင်ပရိจิစတသုတ်ပူဇော်လို့ရတယ်နော်တချို့ဒေသတွေမှာတော့ကျမပဋ္ဌာန်းပူဇော်စီချင်တယ်နော်ဒါကလည်းပဋ္ဌာန်းပူဇော်တာပူဇော်လက်ဆရှိတဲ့လူတွေကတော့ပို့ပြီးတော့နော်ပို့ပြီးတော့ယုံကြည်တရားစိတ်ပို့ပြီးတော့တိုးလိုက်မယ်လို့ကျမယုံကြည်ရယ်နော်ဘယ်လိုလုပ်မလဲဆိုရင်ပဋ္ဌာန်းကိုအစဉ်ပြေတဲ့အချိန်တစ်ချိန်ကိုသတ်မှတ်လိုက်ပါနော်ကျမကတော့ကိုယ့်ရဲ့မွေးနေ့တနေ့ကနေစစေချင်တယ်နော်ဥပမာတနင်္လာသားသမီးဆိုရင်တနင်္လာနေ့ကစလိုက်အင်္ဂါသားသမီးဆိုရင်အင်္ဂါနေ့ကစမယ်ပေါ့နော်စနေသားသမီးဆိုရင်စနေနေ့ကနေစလိုက်ကိုစတဲ့နေ့မှာလဲကိုကတက်လွတ်စားပေးကိုစတဲ့နေ့မှာတက်လွတ်စားလိုက်မယ်ပြီးရင်အဓိဋ္ဌံယူလိုက်မယ်နော်ဖះရှိမှာအဓိဋ္ဌံယူမယ်ပေါ့နော်ဒီနေ့ကနေစပြီးတော့ပဋ္ဌာန်းကိုရက်60တိတိလုပ်စေချင်တယ်ဒါပေမဲ့ရက်60စဖို့ခက်ရင်9ရက်ကနေစ9ရက်10ချိန်ဒါလည်းလုပ်လို့ရတယ်ပေါ့နော်အဲ့တော့9ရက်ကနေစလို့ရတယ်စတဲ့အချိန်မှာတက်လွတ်စားမယ်ရေမိုးချိုးထားမယ်နော်တန်ကြိုပေါ့အနက်အသက်တွေမရှိအောင်ကိုကလှုပ်ထားမယ်ပြီးရင်အဲ့ဒီစတဲ့အချိန်ကိုမှတ်ထားပြီးနောက်နေ့တွေလည်းအဲ့ဒီအချိန်တွေကိုပဲဇက်တိုက်စသွားပါနော်အချိန်မှန်လေးလှုပ်သွားပါတချို့ကခီးသွားနေတဲ့ဆရာမဆိုလဲအဲ့ဒီဥမာဆိုပါစို့နော်ကျမတို့9နာရီရွတ်တယ်ဆိုရင်နေ့တိုင်း9နာရီည9နာရီတိုင်းရွတ်သွားတာနော်လမ်းသွားနေခီးသွားနေလဲစောက်လေးထုတ်ပြီးတော့ည9နာရီတိုင်းကျ
ကျမတို့ပထမ်းပူဇော်ကြတယ်ပေါ့နော်အဲ့ဒီလိုပဲညကိုအစင်ပြေတဲ့အချိန်တစ်ချိန်ကိုတတ်မှတ်ပြီးတော့အဲ့ဒီအချိန်ကိုဘာကြောင့်မှအပြတ်မခံမဲနဲ့ပထမ်းကိုပူဇော်ပါပူဇော်ပြီးတော့လေကိုကဘာမှဆုတောင်းစရာမလိုဘူးပထမ်းကပူဇော်တယ်ဆိုရင်ကိုမှရှိနေတဲ့ကိုကိုအကျိုးပေးပင်အကုသိုလ်တွေအကျိုးမပေးနိုင်တော့ဘူးเนาะအကုသိုလ်တွေကိုလုံးဝကိုအဟံအတားတကယ်ကိုဖြစ်စေပါတယ်เนาะအဲ့တော့ပထမ်းပူဇော်လိုက်ပါပထမ်းပူဇော်ပြီးရင်ကျမတို့တရားထိုင်တာပေါ့เนาะတရားထိုင်တာလေးကိုတော့ကျမ10မိနစ်အနည်းဆုံး15မိနစ်လုပ်စီခြင်းနဲ့တနာကြီးလောက်ထိထိုင်နိုင်နေဆိုရင်တော့ပိုကောင်းတာပေါ့เนาะအဲ့တော့တနေ့ကိုအနည်းဆုံး15မိနစ်ကနေစပြီးတော့ထိုင်ပါ15မိနစ်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 နာယူဝက်တနာကြီးကျမအချိန်မရတဲ့နေ့ဆိုရင်ကျမ15မိနစ်ထိုင်တယ်အချိန်ရတယ်ဆိုရင်တနာကြီးကျော်တနာကြီးလောက်ထိုင်တယ်ပေါ့နော်တနာကြီးထိုင်တယ်အချိန်အားနေနေရမဟုတ်ဘူးအချိန်ကတော့နည်းနည်းပဲရတယ်ဆိုရင်နာယူဝက်ထိုင်တယ်ပေါ့နော်ဟုတ်ပြီအရင်တော့ကတော့တနာကြီး2နာရီလောက်ထိထိုင်တယ်2နာရီလောက်ထိထိုင်တယ်ပေါ့နော်အခုအဲ့လောက်ကြီးဒီကိုကအချိန်ပေးဖို့အခက်အခဲရှိလာတဲ့ခါကျတော့ကိုအစင်ပြေတလောက်ကိုကိုအချိန်ကိုကိုကပြန်ပြီးတော့စီမံခန့်ခွဲရတာပေါ့နော်အဲ့ဒါကြောင့်အနည်းဆုံးတော့ကျမက15မိနစ်လောက်တော့ထိုင်စီခြင်းနဲ့ပထမ်းမပူဇော်ခင်မှာမေတ္တာပို့ပါနော်အဲ့တော့ကျမကဒီလိုအစီအစဉ်လေးလုပ်စေခြင်းနဲ့ဖျားရှိခိုးမယ်သီလယူမယ်သီလယူပြီးရင်သီလယူပြီးပြီဆိုရင်တရဏဂုံပတိတပတ်လောက်စိတ်ပြီးပါဗုဒ္ဓံတရံကိသာမိဓမ္မံတရံကိသာမိတန်ဃံတရံကိသာမိဗုဒ္ဓံတရံကိသာမိဓမ္မံတရံကိသာမိတန်ဃံတရံကိသာမိဗုဒ္ဓံတရံကိသာမိဓမ္မံတရံကိသာမိတန်ဃံတရံကိသာမိပတိတပတ်စိတ်မယ်အဲ့ဒါပြီးပြီဆိုရင်ဂုံတော်ပွားပေးပါနော်ကိုကဂုံတော်9ပါးကို6ခေါက်ပူဇော်လဲရတယ်နော်ဂုံတော်9ပါးကို6ခေါက်ပူဇော်မယ်ဂုံတော်9ပါးကို6ခေါက်ပူဇော်ပြီးပြီဆိုရင်ကျမတို့မေတ္တာပို့ပဲနော်မေတ္တာပို့မယ်မေတ္တာပို့ပြီးပြီဆိုရင်ကျမတို့ဒီပထမ်းပူဇော်ဖို့အတွက်ကိုအဋိဌံပြုမယ်เนาะအဋိဌံပြုမယ်မေတ္တာပို့ပြီးပထမ်းပူဇော်ဖို့အတွက်အဋိဌံပြုမယ်ပြီးရင်ကျမတို့ပထမ်းပူဇော်မယ်ပထမ်းပူဇော်ပြီးပြီဆိုရင်အဲ့ဒီချိန်မှာเนาะနတ်တွေပြန်မပို့နတ်တွေပြန်ပို့လေးရတယ်เนาะဒါမှမဟုတ်ရင်ကိုယ့်ရဲ့ဆောက်ရှောက်ပုဂ္ဂိုလ်တွေနတ်မြမာတွေเนาะကျွန်တော်နဲ့အတူတူเนาะဒီအာနာပါနကမ္မထံကိုအတူတူအားထုတ်ကြပါအောင်ဆိုလို့ရှိရင်လေเนาะအတူတူအားထုတ်လို့ရတယ်เนาะ15မိနစ်ဆို15မိနစ်နိုင်ဝက်ဆိုနိုင်ဝက်တနာရီဆိုတနာရီအဲ့လိုလေးပြောပြီးတော့ပူဇော်ပါเนาะဟိုကမ္မထံဝိပဿနာပူဇော်ပါလို့ကျွန်မမေတ္တာနဲ့တိုက်တွန်းပါတယ်အဲ့ဒါတော့ကျင့်စဉ်ပိုင်းဖြစ်သွားပြီပေါ့เนาะကျင့်မှာပေါ့เนาะဘာကြောင့်လဲဆိုရင်အခုကာလမှာကျမတို့ဒီမှာနောက်ကနေပြီးတော့အကုသိုလ်ကံတွေကကျမတို့အကျိုးပေးဖို့အတွက်အမြဲတမ်းစောင့်နေတယ်အမြဲတမ်းစောင့်နေတဲ့အကုသိုလ်ကံတွေကเนาะအဲ့ဒီအကုသိုလ်ကံတွေကနေလွတ်အောင်လုပ်နိုင်တာအချက်ကပြောမယ်ဆိုလို့ရှိရင်တော့เนาะတရားမထိုင်ရင်ဒါအလွယ်တကူကိုယ်ဝင်ပြီးတော့အနှောက်အယှက်ပြုနိုင်တယ်เนาะအကုသိုလ်ကံတွေကိုတကယ်ကိုအကုသိုလ်ကံတွေကိုကျမတို့ကြော်လွှားခြင်းနဲ့ဆိုရင်အကုသိုလ်ကံတွေကိုအခုချိန်မှာကိုရှိမှာအကျိုးမပေးနေခြင်းဘူးဆိုရင်ဘာဝနာတရားကပဲအဟံတာပြုနိုင်တယ်အဲ့တော့ဘာဝနာထဲမှာဗုဒ္ဓနုတ္တိယလည်းဘာဝနာပဲမေတ္တာကလည်းဘာဝနာပဲเนาะပြီးတော့အာနာပါနကမ္မထံကလည်းဒါလည်းဘာဝနာပဲဝိပဿနာလုပ်တယ်ဆိုလဲဒါလည်းဘာဝနာပဲအဲ့တော့အဲ့ဒီတရားတွေကသာလင်ကိုကိုအကုသိုလ်ဘေးကနေပြီးတော့လွတ်စေတာပေါ့နော်အဲ့တော့ဒါလေးကိုတော့ကျွန်မကဒီကာလတွေမှာလှုပ်စီခြင်းနဲ့အမြဲတမ်းလှုပ်သွားနိုင်တယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းပါတယ်เนาะဒါကဒီတစ်ပတ်အတွက်ရေတရားလို့နားလည်ပြီးပါဒီလအတွက်ရေတရားပေါ့เนาะအဲ့တော့ဒီနေ့အခုကနေစပြီးတော့ကျွန်မနေ့လိုက်ဆောင်ရန်ရှောင်ရန်တွေကိုကျွန်မပြောပါမယ်နေ့လိုက်ဆောင်ရန်ရှောင်ရန်တွေကိုမပြောခင်မှာဒီကာလမှာစိုးမိုးတဲ့ခဏန်းတွေကိုကျွန်မပြောပါမယ်เนาะတချို့ထီထိုးတာတို့ဘာတို့ဝါသနာပါတဲ့လူတွေထီထိုးနိုင်မှုအတွက်စိုးမိုးတဲ့ခဏန်းတွေကိုပြောပါမယ်အောက်တိုဘာလ2ရက်နေ့ကနေစလိုက်မယ်เนาะအောက်တိုဘာလ2ရက်နေ့ကနေပြီးတော့10ရက်နေ့အတွင်းမှာတော့9ကဏန်း6ကဏန်း9ကဏန်း
နော်9ကနန်း5ကနန်း6ကနန်းဒါတွေကကြီးဆိုးပါတယ်နော်စိုးမိုးပါတယ်အဲ့တော့969ဒီကနန်းတွေကိုကန်ဆန်းမယ်ဆိုလို့ရှိရင်တော့ကန်ဆန်းနိုင်ပါတယ်ဒီကာလတွေမှာအောက်တိုဘာလ2ရက်နေ့ကနေပြီးတော့10ရက်နေ့အတွင်းမှာ969ကနန်းစိုးမိုးတယ်အဲ့ဒါကြောင့်အဲ့ကနန်းတွေကိုဒီကန်ဆန်းမယ်ဆိုလို့ရှိရင်လည်းကန်ဆန်းလို့ရပါတယ်နော်အခုအောက်တိုဘာလ2ရက်နေ့ကတော့ကျမထင်တယ်အောက်တိုဘာလကျမတို့ရှိမှာတော့2ရက်နေ့ပေါ့နော်မြန်မာနိုင်ငံမှာတော့2ရက်နေ့ညဖြစ်မယ်ထင်တယ်နော်အဲ့တော့ကျမဒီအောက်တိုဘာလ2ရက်နေ့ကနေစပြီးတော့ပြောပါမယ်အောက်တိုဘာလ2ရက်နေ့ကတော့ချမ်းသာမှုကိုဖြစ်စေတဲ့သောမြယုံနဲ့ဖုံးကန်ကြီးမားစေတဲ့ကေတုယုတ်ရထားတဲ့နေ့ပဲဖြစ်ပါတယ်နေ့ကောင်းတယ်ပေါ့နော်ရှောင်းရံအမှောင်ကာလကတော့နေ့တနာရီ30ကနေပြီးတော့ညနေ3နာရီအတွင်းကတော့အချိန်ခါမကောင်းပါဘူးဒီအောက်တိုဘာလ2ရက်နေ့မှာကံကောင်းလက်ပွင့်စေတဲ့အယောင်ကတော့ညီညိုရောင်ဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ကတော့မြောက်ရက်ဖြစ်ပါတယ်ရွပွားပူဇော်ရမယ့်ဂါထာကတော့မေတ္တာသုံးနဲ့တန်ဖို့ဒီဂါထာပဲဖြစ်ပါတယ်အခါရဆုံးကတ်မယ်ဆိုလို့ရှိရင်တော့နဝင်းစွန်းကတ်လူနိုင်ပါတယ်အောက်တိုဘာလ3ရက်နေ့ကတော့ဆင်းရဲဒုက္ခတွေကိုဖြစ်စေတဲ့ဒူးမယုံနဲ့ချမ်းသာကြီးပွားစေတဲ့ဒါတာယုတ်ဖုံးကန်ကြီးမားစေတဲ့ဒါတာယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်เนาะမနေ့8နာရီနဲ့10မိနစ်အလွန်မှာเนาะဖုံးကန်ကြီးမားစေတဲ့ဒါတာယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်ဒါအပြင်မနေ့8နာရီနဲ့10မိနစ်အလွန်မှာเนาะဒနာသိတိနက်ခတ်နဲ့စမ်းရှင်နက်ခတ်စုံတဲ့ကာလဖြစ်ပါတယ်เนาะဒါကြောင့်အောက်တိုဘာလ3ရက်နေ့မှာဒနာသိတိနက်ခတ်စမ်းရှင်တဲ့နေ့မို့လို့ကျမကငွေကြေးဆိုင်ရာရရလှုပ်စေချင်ပါတယ်ဒီနေ့မှာအဲ့အောက်တိုဘာ3ရက်နေ့မှာဝေ့ရမယ့်အယောင်ကတော့အဖြူရောင်ပဲဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အနောက်မြောက်ရက်ဖြစ်ပါတယ်ဂုဏ်တော်ကွန်ချာဂါထာမဟာဝေဒပံဂါထာကိုမန္တန်တော်ကြီးကိုရွတ်ဖတ်ပြီးတော့ပူဇော်ပါအခါရဆုံးကတ်မယ်ဆိုလို့ရှိရင်တော့နဝင်းဆုံးကတ်လို့ရတယ်လို့ပဲခောက်မုတ်ဆုံးလဲကတ်လို့ရပါတယ်เนาะကျမကတော့နဝင်းဆုံးကတ်နေကြသူတွေကတော့နဝင်းဆုံးကတ်ပါလို့ကျမဆက်ပြီးတော့မေတ္တာနဲ့တိုက်တွန်းပါတယ်အောက်တိုဘာလ4ရက်နေ့ကတော့ကြီးပွားတိုးတက်စေတဲ့ဝေပုမာနယုတ်နဲ့အမှုကိစ္စတွေကိုအောင်မြင်စေတတ်တဲ့အာနန္ဒယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်အထူးကောင်းတဲ့နေ့တစ်နေ့ပါမနေ့9နာရီရှောင်းရံအမှောင်ကာလပေါ့နော်ရှောင်းရံအမှောင်ကာလကတော့မနေ့9နာရီကနေပြီးတော့မနေ့10နာရီအတွင်းည9နာရီ56မိနစ်ကနေပြီးတော့ည10နာရီနဲ့44မိနစ်အတွင်းအချိန်ခါမကောင်းပါဘူးဒါကအောက်တိုဘာလ4ရက်နေ့စနေနေ့ပေါ့နော်ခုနကတော့ကျွန်မအောက်တိုဘာလ3ရက်နေ့မှာအမောင်ချိန်ကိုကျွန်မမပြောရသေးဘူးเนาะအဲ့တော့အောက်တိုဘာလ3ရက်နေ့အမောင်ချိန်ကတော့မနေ့10နာရီခွဲကနေပြီးတော့နေ့12နာရီအတွင်းအမောင်ကာလဖြစ်သလိုည9နာရီ45ကနေပြီးတော့ည12နာရီအတွင်းအမောင်ကာလဖြစ်ပါတယ်အဲ့ဒီအမောင်ကာလကိုတော့ရှောင်ပြီးတော့နော်ကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်နိုင်သလိုဒနာသိတိနက်ခတ်နဲ့ဆန်းရှင်နဲ့နေမလို့နော်ငွေကြေးဆိုင်ရာရေဒီယာအစီအရင်ကိုလည်းလှုပ်ဆောင်နိုင်ပါတယ်အောက်တိုဘာလ9ရက်နေ့ပေါ့နော်အောက်တိုဘာလ4ရက်နေ့မှာလက်ပွင့်ကံပွင့်စေတဲ့အယောင်ကတော့အဖြူရောင်ပဲဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အရှိအရက်ပါနော်အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အရှိရက်ဖြစ်ပါတယ်ဂုဏ်တော်ကွန်ချာကိုပူဇော်ပြီးတော့နဝင်းဆုံးကိုကတ်လူနိုင်ပါတယ်အောက်တိုဘာလ9ရက်နေ့ကတော့စင်းရဲပင်ပန်းစေတဲ့ရက်ခါတယုံနဲ့အမှုကိစ္စတွေကိုပြီးစီးအောင်မြင်စေတတ်တဲ့ထိရယုံရထားတဲ့နေ့ဖြစ်ပါတယ်ရှောင်းရံအမှောင်ကာလကတော့မနက်9:44မိနစ်ကနေပြီးတော့ညနေ4:30မနက်
နော်3နာရီကနေပြီးတော့မနက်9နာရီ44မိနစ်အတွင်းနဲ့ညနေ4နာရီ30ကနေပြီးတော့ညနေ6နာရီအတွင်းအချိန်ခါမကောင်းပါဘူးအဲ့ဒီအချိန်ခါကိုရှောင်ပြီးတော့ကိုယ့်အတွက်အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့လှုပ်ဆောင်နိုင်ပါတယ်ကံပွင့်လက်ပွင့်စေတဲ့အယောင်ကတော့အဖြူရောင်ဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အရှိမြောက်ရက်ဖြစ်ပါတယ်ရွပွားပူဇော်ရမယ့်ခါတာကတော့တံပုတ်ဒီခါတာနဲ့မေတ္တာတုပ်ပဲမေတ္တာပွားခြင်းပဲဖြစ်ပါတယ်အခါရဆွန့်ကပ်မယ်ဆိုလို့ရှိရင်တော့နဝင်းဆွန့်ကပ်လူနိုင်တယ်လို့ပဲထမနေလူတန်းလို့ရပါတယ်အောက်တိုဘာလ6ရက်နေ့အောက်တိုဘာလ6ရက်နေ့ကတော့တနင်္လာနေ့ကြာပါတယ်အောက်တိုဘာလ6ရက်နေ့မှာတော့ပစ္စည်းဥစ္စာတွေကိုကုံဆုံးစေတတ်တဲ့မူတလရုပ်နဲ့အတတ်ပညာကိုဆုပ်ယုပ်စေတတ်တဲ့ဂဒါရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်ရှောင်းရံအမောင်ကာလကတော့မနက်3:30နာရီကနေပြီးတော့မနက်3:30နာရီနဲ့48မိနစ်အတွင်းကတော့အမောင်ကာလဖြစ်ပါတယ်မနက်6နာရီ58မိနစ်ကနေပြီးတော့မနက်9နာရီနဲ့46မိနစ်အတွင်းကလည်းအမောင်ကာလဖြစ်ပါတယ်အဲ့ဒီအမောင်ကာလကိုဒါနေ့လဲဒါနေ့သိပ်မကောင်းတဲ့နေ့ပေါ့နော်အမောင်ကာလကိုရှောင်ပြီးတော့လှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့ဒါလှုပ်ဆောင်လို့တော့ရပါတယ်ဒါပေမဲ့နေ့ကတော့သိပ်ကောင်းကြီးတော့မဟုတ်ပါဘူးကံပွင့်လက်ပွင့်စေတဲ့အယောင်ကတော့မီးကိုရောင်ဖြစ်ပါတယ်အပြာရောင်မီးကိုရောင်ဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အနောင်မြောက်ရက်ဖြစ်ပါတယ်ရွပွားပူဇော်ရမယ့်ဂါထာကတော့ယရဏသုံးမေတ္တာသုံးမောရသုံးနဲ့ပုပ္ပနာသုံးပဲဖြစ်ပါတယ်အခါရဆွန့်ကပ်မယ်ဆိုလို့ရှိရင်တော့နဝင်းစွန်းလူတန်းနိုင်ပါတယ်အုံးစီလူတန်းနိုင်ပါတယ်နဝင်းစွန်းလည်းလူတန်းလို့ရတယ်အုံးစီကိုလည်းလူတန်းလို့ရပါတယ်အောက်တိုဘာလ9ရက်နေ့ပေါ့နော်ကျွန်မအောက်တိုဘာလ9ရက်နေ့ထိပြောသွားလိုက်မယ်နော်အောက်တိုဘာလ9ရက်နေ့ကတော့အလုံးစုံသောကိစ္စတွေကိုပြီးစီးအောင်မြင်စေတတ်တဲ့သိတိယုတ်နဲ့နော်တင့်တယ်ကောင်းမြတ်စေတတ်တဲ့သူ့ဘာယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုတော့အောက်တိုဘာလ9ရက်နေ့အင်္ဂါနေ့ဟာနေ့ကောင်းပါတယ်နော်ရှောင်းရင်အမောင်ကာလကတော့နေ့12နာရီ42မိနစ်ကနေပြီးတော့ညနေ4နာရီနဲ့မိနစ်30အတွင်းကတော့အမောင်ကာလဖြစ်ပါတယ်အဲ့တော့ကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကိုမနက်ပိုင်းမှာလှုပ်ဆောင်နိုင်ပါတယ်ကံပွင့်လက်ပွင့်စေတဲ့အယောင်ကတော့အဖြူရောင်ပဲဖြစ်ပါတယ်ရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့မြောက်ရက်ဖြစ်ပါတယ်ရွပွားပူဇော်ရမယ့်ဂါထာကတော့တံပုတ်ဒီဂါထာနဲ့မေတ္တာတုပ်ပဲဖြစ်ပါတယ်လူတန်းပူဇော်မယ့်အခါရဆွန့်ကပ်မယ်ဆိုလို့ရှိရင်တော့စံစီစားစီဆက်ပြာကိုဖုံကြီးတန်ဃာတော်ပေါ့နော်ဒါဖုံကြီးသို့မဟုတ်တကြီးရွယ်ဦးသို့မဟုတ်နော်တကယ်ကိုလိုအပ်နေတဲ့စင်းရဲသားပြည်သူတို့ကိုလူတန်းနိုင်ပါတယ်ဒါကတော့ကျွန်မတပတ်အတွင်းမှာနေ့လိုက်အခါလိုက်ပေါ့နော်ဆောင်ရန်ရှောင်းရန်တွေကိုကျွန်မမျှဝေသွားတာဖြစ်ပါတယ်ချစ်တော်သူများအားလုံးအောက်တိုဘာလမှာလည်းဘေးရန်ကင်းကြပါစေဆင်းရဲဒုက္ခကင်းကြပါစေမကောင်းသောဘေးမကောင်းသောရန်ဟုသမျှကင်းဝေး၍ကျမ်းမာချမ်းသာကြပါစေကောင်းရာကောင်းကျိုးတွေကိုစင်ဆက်မပြတ်လှုပ်ဆောင်နိုင်ကြပါစေလှုပ်ဆောင်သမျှကောင်းရာကောင်းကျိုးတိုင်းအောင်မြင်ကြပါစေ